second သွားကြလို့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဟာနုစီတာတီကိုဘာသာဝယ်တင်လဲဆိုတဲ့အချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟာနုစီတာတီကိုမြန်မာနိုင်ငံမှာပထမအဦးဆုံး SKD စနစ်နဲ့ထုတ်လုပ်တာဖြစ်တဲ့အတွက်တရားဝင်လိုင်စင်ရရှိမှာဖြစ်တဲ့အပြင်စပယ်ယာဘက်အပိုပစ္စည်းတွေကိုလည်းအလွယ်တကူဝယ်ရရှိနိုင်မှာဖြစ်ပါတယ် Battery capacity ကတော့60 volt 32 ampere ဖြစ်ပြီးတော့ကီလိုမီတာ80ထိမောင်းနေနိုင်မှာဖြစ်ပါတယ်အဓိကအချက်ကတော့ battery, motor, controller, converter လေးမျိုးကို warranty 1 year ထိပေးထားတာပဲဖြစ်ပါရဲ့ရှင်။နောက်စာစီထည့်ကြမလို့တဲ့အတွက်ကုန်ကျစရိတ်ကိုလည်းထိတာပြီးသားဖြစ်စေမှာပါ။အယောင်အနေနဲ့ဆိုရင်လည်း6ရောင်အထိရွေးချယ်ဝယ်နိုင်ပါပဲဖြစ်ပါရဲ့ရှင်။ဟုတ်တော့ဒီပတ်စံစုပြီးရရှင်မလို့မလို့တော့ ငါတို့ဘောတဲ့တသက်စားမကုန်နဲ့ပတ်စံမင်းဆိုင်မလို့ကွာဟမ်ဘယ်တော့မလားကဲယူသွားမယ်ဟာအဲ့မဆိုင်ကအစ်စ်ကလေးပါလားဦးလေးဈေးသွားခြင်းတို့တပီးတို့လိုက်ပို့ပေးပါရပါတယ်တက်စီတတီးနဲ့ဆိုရင်လုံကြုံတယ်အန်ရကင်းတယ်တက်တာနဲ့လိုရခီးကိုရောက်တယ်အဲ့ဒါကြောင့်မို့ sorry နော်စီတတိကလိုင်စင်မှာရနိုင်တယ်စီးရဲစရာမလို့တော့ရေးစကလည်းတတ်တာအခါအားသွင်းရုံနဲ့ကီလိုမီတာ80အထိကိုတစ်ဆက်တည်းသွားနိုင်အပေါ်ပစ္စည်းတွေလည်းအလွယ်တကူဝယ်လို့ရတော့ပြုပြင်မှုအတွက်လည်းစိတ်ပူစရာမလိုတော့ဘူးပေါ့ခီးတဲ့တွေအတွက်လည်းလုံခြုံစိတ်ချမှုရှိကျွန်တော်တို့လိုကယ်ရီသမားတွေအတွက်လည်းအများများပြန်တဲ့စီတတိကကျွန်တော်တို့အားလုံးရဲ့အကောင်းဆုံးအဖော်မှန်ပဲဗျာကျွန်တော်တို့ရဲ့စီတတိများကိုစိတ်ဝင်စားလို့ဝယ်ယူလို့ရဆိုတာကရန်ကုန်မြို့ချုပ်နဲ့အတူမြို့နယ်နယ်မှာရှိတဲ့ဟာနူအယောင်ကိုယ်စားလှယ်ကြီးများထံတွင်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာရန်ကုန်မြို့ချုပ်ရဲ့လိပ်စာကတော့မြင့်မြတ်မောင်ရှိုးရုံအမှတ် 206A အင်းစိန်လန်း73ရပ်ကွယ်လှိုင်မြို့နယ်ဖြစ်ပြီးဖုန်း39 882 950 945 946 949တို့မှာဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ